62ခုနှစ်အဲ့ဒီတုန်းကအဖွားပထမနေ့မြန်မာအတန်လွန်ပြီလေတနိုင်ငံလုံးအာနာတိတ်လိုက်ပြီပေါ့အဲ့ဒီမှာဒီအားလုံးပေါ့စော်ဘွားအားလုံးနဲ့ဒီဝန်ကြီးအဖွဲ့ပေါ့လေနော်ဦးလူနဲ့ပါမယ်ဒီဥပဆွေလို့ပါတော့အကုန်ပါပေါ့အရင်တုန်းကအဲ့လိုကိုလွန်ခဲ့တဲ့နှစ်ပေါင်း55နှစ်လောက်ကမတ်လ2ရက်နေ့ဆိုတာမြန်မာနိုင်ငံအတွက်တိတ်ဆိုးနှမိတ်ဆိုးတွေတည်ဆောင်လာတဲ့နေ့ရက်ဆိုရင်လည်းမမှားပါဘူး1962ခုနှစ်မတ်လ2ရက်နေ့မှာဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့စစ်တပ်ကအာဏာသိမ်းလိုက်ပြီလို့ကြေညာပြီးမှမင်းချုပ်ဦးနုရဲ့ဆိုရတစ်ဖွဲ့လုံးထိမ့်သိမ်းခံလိုက်ရပါတယ်ဒီထဲမှာမြန်မာနိုင်ငံရဲ့ပထမဆုံးသမ္မတဖြစ်ခဲ့တဲ့ရောင်ရွှေစော်ဘွားကြီးဆက်ရွှေတိုက်ရဲ့အိမ်တော်ကိုစစ်တပ်ကဝိုင်းတဲ့ချိန်ချစ်ခတ်မှုတွေကြောင့်အသက်18နှစ်အရွယ်သားရှိသေးတဲ့စော်ဘွားကြီးရဲ့တားငယ်စက်မီမီတိုက်တည်ဆုံးခဲ့ပါတယ်ထိမ့်သိမ်းခံပြီးတော့မှအဲ့ဒီအချိန်မှာအဲ့ဒီနေ့မတ်လနေ့62ခုနှစ်မှာအန်တီရဲ့မောင်သူတို့ကအိမ်ကိုလာတယ်ဆိုလာပြီးတော့လာဝိုင်းတာဝိုင်းတော့တစ်တာအိမ်ထဲကိုတစ်တာတကယ်ဆိုတော့သူတို့ကအဲ့ဒီအချိန်မှာဗာပြောလဲဆိုအန်တီတို့ကပြန်ပြစ်လို့ပြစ်ရတယ်လို့ပြောမယ်အန်တီတို့လက်ထမတနတ်တလည်းမရှိပြစ်တော့ဟိုဖက်ကနေပြစ်တယ်ဆိုဒီမှာစာအုပ်ကြီးဟိုအပေါ်အထိအမိုးအထိကိုချမ်ပီတီကသုံးပုံစာအုပ်တွေနေအဲ့ဒီထဲမှာတိစာနေဝင်လာနေတော့ကြာနေမိသားစုရဲ့အတိစာအုပ်တွေကကဲလေးလေးပေါ့အိမ်တော်အတွင်းကနေခုခံမှုတွေပြုလုပ်ခဲ့တာကြောင့်ပြန်လည်ပြစ်ခတ်တာဖြစ်တယ်လို့စက်မီမီတိုက်ပြေဆုံးမှုကိုမတော်တဆမှုအဖြစ်ပုံသွင်းမှုစူးစမ်းခဲ့ကြပါတယ်။ဒါပေမဲ့ဖြစ်မှန်ကတော့အဲ့ဒီလိုမဟုတ်ပြန်ပါဘူး။စစ်တပ်ကလည်းဝိုင်းနေတော့သူကထွက်ပြီးမှကြည့်ရပေါ့။ထွက်ကြည့်တော့အပြစ်ခံနေရအောင်။ဒါတော့အန်တီရဲ့မောင်တရားဆုံးသွားတယ်။အဲ့ဒီမှာအတက်ခံနေရအောင်အိမ်စီးရ။အဖွားအကူဒီပါလိရှိတယ်။ဒီလိုရဲ့မိတ်ဆွေတွေပေါ့အခုမေးရမေးနေပေါ့တော်လေးအခုတော့အဲ့ဒီလူတွေဆို80 80ရှိရောပေါ့ဟိုနိုင်ငံကြီးဓမ္မကျောင်းသားနိုင်ငံကြီးတလူကလုပ်ပြီးတာတလူကမိတကျူပြီးတယ်ဟိုအမျိုးမျိုးကနမင်းကျညာစာသားနေတယ်သူဖတ်တဲ့လူတာဝါဒကြဆုံးပါစေစိတ်မကောင်းဖြစ်တာပေါ့နော်ငိုကြဟိုထိတ်လန့်ဖြစ်ပြီးမှစိတ်မကောင်းဖြစ်ပြီးနောက်တဲ့ရန်ကုန်လိမ့်ပြန်နေပဲရန်ကုန်စင်နာနေစက်မီမီတိုက်ရဲ့အကိုဆက်ဆံကတော့ဒီတေဆုံးမှုနဲ့ပတ်သက်ပြီးရန်ကင်းရဲဌာနမှာလူတက်မှုပုံမှန်300နှစ်အရမှုဖွင့်ခဲ့ပြီးမြဲစစ်တပ်ကြီးစိုးမှုအောက်မှာတရားရေးမှန်နိုင်ရဲ့လွတ်လပ်မှုကိုတွေ့မြင်ရခြင်းမရှိတော့ပါဘူးဒီတော့ဒီကိစ္စကိုဟိုဒီတကျူတွေကနေပြီးမှတလားနလားနေမှာအဖေကတည်သွားတာထောင်ထဲမှာတည်သွားတော့သူစိတ်ချမ်းသာဖြစ်တာပေါ့သူရဲ့ခွာပေါ့အခြေဆုံးတာပေါ့နော်ဆိုတော့နိုဝင်ဘာနေ့ဒါတော့ထောင်ထဲမှာပါဖြစ်လို့နော်ဘယ်လိုပဲဝါတော့မသိဘူးနိုဝင်ဘာ21ရက်နေ့မှာအင်းစိန်ထောင်မှာပဲဆုံးတယ်